သူနာမှာအတူတူကုန်လုံးလို့သွားကစန္ဒလေးတစ်ခုတော့ရှိတယ်ပြောစေပါမယ်ဘဝဟာမောပန်းစရာပြင်းနေလူသားစုညံနဲ့မျိုးပြလေပူပစရာတွေနဲ့ပြင်းနေခေနေမပြောပါခွေအိမ်မလေးတစ်ခုရဲ့တို့တူမခဲတဲ့နေမျိုးလေးတဲ့ခြေတွေငေးရင်နဲ့ကွယ်စိတ်ကူးထားခဲ့တယ်တောင်ပေါ်ရွာလေးတဲ့ကိုယ်ပိုင်ချမ်းလေးနဲ့လိမ်မောဆိုင်ခင်းငယ်ချစ်ရတဲ့မင်းနဲ့ခွေးလေးလည်းမွေးမယ်အေးချမ်းတဲ့ဘဝရဲ့တောင်ပေါ်ရွာလေးတဲ့ကိုယ်ပိုင်ချမ်းလေးနဲ့နေကြရပြိုးမယ်ချစ်ရတဲ့မင်းနဲ့မချစ်လေးလည်းညီမယ်အယိုးရှင်ဆုံးဘဝနဲ့နေမယ်ရှိရောအရာရာလုံခြုံလို့ပြေဆုံးစံဖြူကအိုးမင်းသွားခဲ့တဲ့တိုင်ကျင်နာပါမယ်အိမ်မလေးတစ်ခုရဲ့နေရောက်တူမခဲတဲ့နေမျိုးလေးတဲ့ခြေတွေငေးရင်နဲ့ကွယ်စိတ်ကူးရှိတယ်တောင်ပေါ်ရွာလေးတဲ့ကိုယ်ပိုင်ချမ်းလေးနဲ့လိမ်မောဆိုင်ခင်းငယ်ချစ်ရတဲ့မင်းနဲ့ခွေးလေးလည်းမွေးမယ်အေးချမ်းတဲ့ဘဝရဲ့တောင်ပေါ်ရွာလေးတဲ့ကိုယ်ပိုင်ချမ်းလေးနဲ့နေကြရပြိုးမယ်ချစ်ရတဲ့မင်းနဲ့ချစ်လေးလည်းညီမယ်အယိုးရှင်ဆုံးဘဝနဲ့ဆိုင်ခင်းငယ်လိမ်မောဆိုင်ခင်းတွေရှိရတဲ့မင်းနဲ့ခွေးလေးလည်းမွေးမယ်အေးချမ်းတဲ့ဘဝတောင်ပေါ်ရွာလေးတဲ့ကိုယ်ပိုင်ချမ်းလေးနဲ့နေကြရပြိုးမယ်ရှိရတဲ့မင်းနဲ့အချစ်လေးလည်းညီမယ်အယိုးရှင်ဆုံးဘဝနဲ့နေမယ်တောင်ပေါ်ရွာလေးတဲ့ကိုယ်ပိုင်ချမ်းလေးနဲ့လိမ်မောဆိုင်ခင်းငယ်ချစ်ရတဲ့မင်းနဲ့ခွေးလေးလည်းမွေးမယ်အေးချမ်းတဲ့ဘဝရဲ့တောင်ပေါ်ရွာလေးတဲ့ကိုယ်ပိုင်ချမ်းလေးနဲ့နေကြရပြိုးမယ်